ငါမိမလေဒီဆိုရင်ဘယ်ပင်လားကလိုက်ကနေခေါ်လာနေမနောက်နေရောက်ငါမိမမင်္ဂလာဦးညာမသားလေးရဲ့မင်္ဂလာဦးညာပါလို့တာမင်းရှင်းပြလို့ရမလားကျွန်တော်ခလေးပဲဓမ္မနဲ့ထိုးတာအေးပါတိုနီယာကတိုင်းဆိုတော့စာဝင်းချုပ်တားလေကတတ်တယ်အမလေးပိုလီယိုဒါကြတော့ကျွမ်းတယ်လားဟိုလာပိုလီယိုဖြစ်တယ်ဟိုကောင်ဝီကနေဟဲကောင်ဝီကနေကလာကုန်းနာမည်လည်းတကယ်ဖြစ်တော့မယ်မင်းလည်းဖြစ်တော့မှအေးပဲကောင်ဟဲ့မမင်းလားနေချွတ်ပြနေအင်ကြီးနေကလက်ဆောင်တပူးဝဲတာစွတ်ကျင်ရဟာစွတ်ကျင်လောက်ကြီးတာတခါပဲရှော့ရသေးတယ်ဒီလိုဖြစ်သွားနောက်မရှော့ရဲဘူးမိသားစုတစ်လောက်ဖြစ်မှာပြောကိုနိုင်ရလက်ဆောင်ပေးတယ်ချွတ်ပြနေအင်ကြီးရေတခါပဲကြာဒီလိုဖြစ်သွားသုံးလေးကဆိုမိသားစုချင်းအောင်ထောင်အေးလို့အဲ့ဒါကျွန်တော်ဒီလိုလှုပ်သွားပဲဟာအဲ့တော့မမြတ်တွင်းနေကြတောင်းတာလေဦးလည်းပေါ့လူပေါင်းတဲ့တော်မင်းမွေးကြိုက်မှာဆိုရင်ကနန်းနေမောင်ရင်အပေါက်ကိုလက်ခမ်းနဲ့တည့်နွားမှာစိုးလို့ငါသိတယ်စောက်ဖေလုံးမှသားလေးစောက်ဖေလုံးမှသားမဟုတ်ဘူးဘလိစီစောက်စီစောက်မြင်ကလို့ခေါ်တာမောင်လို့နေတယ်တရွေးမစွန်းနဲ့ကိုကိုရေပြောစရာရှိရမြန်မြန်ပြောကွာပြီးရင်လည်းပြန်လှုပ်လိုက်တော့ဒီမှာအိတ်ချင်နေပါပြီလို့ဆိုတဲ့အိတ်ကြော်သွားရင်တော့လာမနိုးနဲ့တော့အိတ်ပြောတော့မှလာမနိုးနဲ့ဘာစောက်ကျေးဇူးရှိလို့ဒီခေါ်လာစရာလို့ကိုလို့နောက်ဘေးပိုင်းကိုကျွန်တော်တောင်းရင်မင်းလှုပ်လိုက်ဦးလေးရလဲသူ့ဟာလေးနှမျိုးနေရေစင်းပြဘာမှဖြစ်ဘူးအဲ့ဒီပကန်းတော်ရေဆေးစားပြောင်းနေတာမဟုတ်ဘူးလေမျက်နှာတစ်ပြီးနောက်မဖာနဲ့တော့ဒီတိုင်းလေးပဲကောင်းတယ်မလေးဘာသာအားလဲရောအာညာလို့ဆက်ခွဲပြောင်းနေတော့ဟာဘယ်လိုဖြစ်လဲညာလို့ငါကြိုက်ဖြတ်လိုက်မှာတော့ Oh yes ဟဲ့ဘယ်လိုလဲလိထွန်းတယ်ဟဲ့အဲ့ဒါလည်းငါစားပြန်နေကွေးတယ်မြန်လို့တကယ်ရွက်နေပြီတော့တိုင်းရပြီမရဘူးကိုနိုင်ရဲ့တီးတက်မကောင်းမင်းကတော့ဒီလောက်ပဲရှိနိုင်ငံရေးမပါနဲ့ရတိုင်းတော့ညောင်းတိုင်းရွေးတိုင်းဟေးဦးလေးချီလည်းမချီဘူးမင်းချီလိုက်လေရတယ်စိတ်တက်မကြနဲ့အဖေကမုံမိုးပေးလိုက်တာ1000ပေးတာပူပေါင်းတယ်က10ဦးပေါက်တယ်ဒါယူသေးဦးပေါက်အားပေးလိုက်တာတရားပြန်လာရင်နှစ်ကတ်ထိုက်ရအောင်မလေးဒါလေးမနဲ့ကြရမှာလေတပွဲလုံးခေါ်ပြီးမှုတ်ခိုင်းပြီတာတိသွားနာတော့တပွဲလုံးမှုတ်တော့ကျွန်တော်နှုံးသွားမှာတယောက်ချင်းစီတန်းစီပြီးမှုတ်ခိုင်းပါအဲ့ဒါမဟုတ်ပဲအလကားမနေနဲ့နောက်ကဟာမိုင်းလည်းမှုတ်ခိုင်းမှာသူကမှုတ်ခိုင်းအောင်တော့မင်းတော့မဘိုးပေးမယ်နော်ဒါလေးအလကားပြောမနဲ့ကြရင်သားလေးကိုမဘိုး3သိန်းပေးမယ်တင်ချိုင်းကုန်းဝယ်စားလိုက်အလကားပြောကျွန်တော်ဦးခံလိုက်ဒီမှာဆိုလို့ဦးခင်လိုက်ဒီမှာဆိုလို့ခက်လေးမပြီးဘူးကြောင်းမှာပြိုင်ပွဲပြိုင်ပွဲမင်းကဘာပြိုင်မှာအစိုးပြိုင်လို့ဒါပေမဲ့တက်ချင်းတပုတ်မမရဘူးနော်မရဘဲနဲ့ဘယ်လိုပြိုင်မလဲဦးလေးကူညီပေးငါအဲ့ချင်းလူဝါမယ်တခါပဲတပိုက်ပဲဒီပိုက်ပြီးနေတာကြောဖြတ်မယ်မဒီအတော်ပါပဲငါလည်းဒီပိုက်ပြီးဖုန်ကြီးဝတ်တော့အဲ့ဒါလောက်မင်းဘာဆိုမှာအတိတရားအညာ3လုံးမဒီတခုမင်းတို့ဘယ်လိုမြောက်ပြီးလိုက်ရပြီကိုဒိန်းအောင်ပြောတယ်နင်းစရာ3လုံးရှိတယ်တဲ့ကျန်နေရှိပြီတခါမှမမြင်ဘူးမနေ့ကမှရေတူတူချိုးမယ်သလားကဲဘာဆိုငါဘာလုပ်ပြန်မလဲအတိတရားညာတခုဆိုလေအထင်မသေးနဲ့မလေးကပြိုင်ပွဲမှာပထမရဘယ်နှစ်ယောက်ပြိုင်တယောက်တည်းထက်တယ်နော်ပထမရကောင်းမလို့လေတော့ပါပြီကောင်းဦးနောက်တွေပျော်ပြီးဖင်နဲ့ဝင်သွားတယ်တော့အလာဦးလေးတော့ခါလုံးဟောအေးငါဆိုပြမင်းနောက်ကခဏလုံးမိမခဏသိမ့်ငါမအဲ့ရ
ငါမိမနော်ဘာပေးရ ကမိမမဟုတ်လို့အချောက်ကြီးလား အေးဟုတ်တယ် ဦးလေးအရင်စဟောင်းပြ ဂိမ်းအမဆိုပြ အေးဆိုဗျ ခေါင်းလုံးနဲ့ ခဏနေဦးလေ ခဏနေဦး ဒီမှာအိုင်နေသေးချာကြည့်အိုင်ဆိုတော့ မင်းပြိုင်ပါလေ ကျွန်တော်အိုင်တင်မှာကြည့်ဦးလေးကိုမူသွင်းပြီးတော့ မလီ ဦးလေးပြင်လာကြည့်လို့မလေး လာနာမနေနေ ဒါပြီ ခေါင်းလုံးနဲ့ ဆိုပြီလား ဆိုရ ဆိုနေပြီလား ဆိုနေပြီ ဒီငါဆိုရမလို့ ဆိုတယ်မင်းလည်းလို့ဟောတကူလုံးရွှတ်အဲ့ဒါနဲ့စောက်ပြိုင်ပွဲပြိုင်ခြင်းနေတယ် ကျွန်တော်တယောက်တည်းအစိုးတနာကြီးတိုင်ခွဲရှိတယ် ဟောလား တချင်းတဲ့ဘုတ်ကတနာ လို့သာ လောင်းလဲအာယုန်ထဲမှာဓာတ်ကြီးတွင်းနေလား ဆရာဦးကတင်ပေးတာညနေရသွားတာလူများလို့ပြန်လာရပြီခါလာလာပြီးတော့ တညညပေးပါတဲ့ဆိုလိုက်ပါတော့ တညညပြီးတော့ ရွာကြောင်းကိုပြင်းပြင်းမြင်တတိယနေတဲ့တငယ်ချင်း ကျွန်တော်ဆိုပါလေ သူများငယ်ငယ်တော့ရွာဝင်လန်းစီပါလေလက်ချင်းရှက်ခါပြေကလွာကြောင်းတက်လာရတာတွေမိမနေလားမင်းတို့ငါတို့ငယ်ငယ်တော့ငါလေ လီမမဆိုတော့တရားရအောင်တင်มาแล้วနေပြိုင်မောဝင်มาလားစောက်ဖေလုံးมาလားဟာလေတော်ပြီပြန်မယ် ပါတာတာတာ ကိုနိုင်တို့နဲ့ကော်လီသွားရမ်းနှလုံးလောက်ကြီးတော့မယ်ကောင်းပါလေတခါတော့မရဘူးလား ကိုကြီး အဲ့တော့ပဲပြောင်းဟိုမှာအပေါက် ဒီနဲ့ကျွန်တော်မျိုးကဘွဲ့ကြီးတစ်ပတ်ရှိတယ် စိတ်ဆင်းရဲကိုကောင်းလိုက်တာကွာဘလို့ဟန်နီမွန်ခရီးမှန်းကိုမသိတော့ပါဘူးလုံအားအောင်ပြနိုင်မှာတော့မလားလုံအားကျန်ကြီးဒီမှာစောက်တဲ့မျိုးစု ခဏနေအောင်ပြန်လဲပဲ ဘာလို့ နည်းနည်းဟာရီမို့တတ်နိုင်ဘူး ဆရာဆရာတို့ဆက်ရှင်ပြည့်သွားပြီဆရာ ဟမ် ဆရာတို့အဲ့ပတ်ဆက်ရှင်ပြီးပြန်ပြရပါပြီ ဟုတ်တယ်ရငါခုနကဘာမှအဝါမပူပါသေးဘူး ဟုတ်ဆရာငွေရှင်းမကျွန်တော်လွှတ်လိုက်တယ်ဆရာရင်ငွေရှင်းပါ ဟာမဟုတ်ဘာမှလည်းမအဝါမပူရတယ်မင်းကငါပတ်စံတော့မနဲ့မင်းမလာပြေးမယ်လား ဟုတ်ဘုရားအဲ့မဆိုင်ဘူးဆရာပတ်ဆက်မရှင်းလို့မရဘူးဟဲ့ပတ်ဆက်မရှင်းလို့မရဘူး